ကျွန်တော်တို့မှာခင်ဗျာဒီလိုအာသွင်းမီးအိမ်လေးတွေရောင်းမိမယ်ခင်ဗျာဘက်ထရီမကောင်းပါဘူးတစ်လုံးကို3000ချက်ပါအများသေးရှိပါတယ်ခင်ဗျာတကယ်တန့်တယ်ဗျာမီးပြားဖို့ပဲရှိတယ်ပွင့်လင်းပြောရရင်နော်အဲ့တော့ကိုကဒီလိုလီသီယမ်လေးနဲ့အစားထိုးပြီးသုံးရမှာပေါ့နော်သူ့မှာပါတဲ့ဟာကလီအက်ဆစ်ကျွန်တော်တစ်ခါလေးအထဲပါဖွင့်ပြပေးမယ်ခင်ဗျာနော်ဒီလိုအက်ဆစ်တုံးလေးပါတယ်အဲ့တော့ကျွန်တော်တို့ကလီသီယမ်ပြန်လဲရုံပဲဒီမှာလဲတဲ့နေရာမှာလည်းဘာမှ trade လုပ်ရမလို့တခဲကအနီးနဲ့ကြိုးကိုဖြုတ်လိုက်တခဲထဲလိုက်ဒါမဲ့တို့တော့သူ့မှာပါတဲ့ကက်နဲ့ AC ကတ်နဲ့တော့သွေးလို့မရဘူးဗျအဲ့ကြောင့်ရင်တခဲထပြီးတော့ပေါက်ပြီးတော့လောင်ကုန်လိမ့်မယ်နော်ဒီလိုတခဲတစ်လုံးထည့်မယ်ဆိုရင်ကျွန်တော်တို့က TB 45ဆောက်ဆိုပဲဖြစ်ဖြစ် IB 231ပဲဖြစ်ဖြစ် 1A ပဲဖြစ်ဖြစ် 3A ပဲဖြစ်ဖြစ် 3A နဲ့ဆိုရင်တော့ပိုကောင်းတယ်တခဲ MA များမယ်ဆိုရင်ပေါ့နော်ဒီကောင်လေးထည့်ပြီးတော့အသုံးပြုရုံပဲခင်ဗျာနော်ဒီလိုအထက်ကပတိပါမယ်ဗျာကျွန်တော်လည်းဘာတစ်ခုမှမဖြုတ်ဘူးနော်ဒီဟာလေးကိုလီသီယမ်တခဲလေး3လုံးလောက်ထည့်လိုက်ရင်တော်တော်အဆင်ပြေတယ်လေးလုံးလုံးထည့်ရင်ပိုကောင်းတယ်ခင်ဗျာနော်ခြာပေါက်လေးတစ်ပေါက်ခဲကောက်လေးနဲ့ဖောက်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာကျွန်တော်လင်းအားလေးကိုတစ်ချက်ဆန်းပြပေးမယ်နော်သူကဘေးကနေမှမီးတစ်ချောင်းဖွင့်မလားနှစ်ချောင်းဖွင့်မလားနော်သူ့အထက်က system ကိုဘာမှသွားမထိနဲ့ခင်ဗျပထီကိုပဲဖက်လိုက်ပါဒီအများဝဲအကိုတယောက်ဆိုရင်ဒီအထက်ကဘက်ထရီတွေပြန်ရောင်းတာdelivery ဖို့အေးစေးရတယ်ခင်ဗျာနော်အနီးနဲ့တော့မှန်အောင်တက်ဗျမှားတော့မတက်နဲ့ပေါ့နော်အခုကျွန်တော်နှစ်ဖက်နှစ်ချောင်းဖွင့်အောင်ပဲရွေးရမယ်ပြီးရင်ဒီဟာလေးကိုလှည့်လိုက်လင်းတယ်ခင်ဗျာလင်းအားလဲနော်အဲ့တော့ဒီကောင်ကိုဒီထက်ပိုလင်းနေတယ်ဆိုရင်ဒီမှန်အောင်ခွာထုတ်ပလိုက်ခွာထုတ်ပြီးတော့အထဲကအဖြူအိမ်ခွန်ရှိတယ်ဒီအဖြူအိမ်ခွန်အဲ့တော့ပါထုတ်လိုက်ပိုလင်းတယ်ခင်ဗျာဒါမဲ့ထုတ်เสียမလို့ဘူးနော်ဒီလင်းအားတော်တော်ကိုအဆင်ပြေတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကလီသီယမ်ချိန်မယ်ဆိုရင်အာသွင်းကတ်ဝယ်ရမယ် AC နဲ့တော့တွားပြီးတော့တွင်းလို့မရဘူးခင်ဗျာအကုန်လောင်ကုန်မွေးပေါ့နော်ဟုတ်ကဲ့ပါတစ်လုံးကို3000ကျပ်ပါအစ်စ်ပါတခဲမကောင်းခင်ဗျာနော်အစစ်အိုးတွေဖြစ်တဲ့အတွက်အချိန်ကြာသွားတဲ့အတွက်တခဲကြီးမကောင်းတော့ဘူးမလင်းပါဘူးကျန်တဲ့အပိုင်းအကုန်ကောင်းမယ်ခင်ဗျာနော်ဒီအထဲကကလီစာတွေခလုတ်တွေနဲ့တန့်နေပါပြီခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်အိမ်ရောက်ဝင်ချင်ရပါတယ်မှားမယ်ဆိုနာမည်လိပ်စာဖုန်းနံပါတ်လေးပို့ပြီးတော့မှားလို့ရပါတယ်ခင်ဗျာနော်